ဒီနေ့မှာတော့လိမ်လည်မှုအကြောင်းပြောပြမှာဖြစ်ပါတယ်။လိမ်လည်မှုရဲ့အဓိပ္ပာယ်ကိုရာဇသက်ကြီးပုံမှန်4-5မှာပြဋ္ဌာန်းထားတယ်။မည်သူမဆိုသူတဦးအားလှည့်ဖျားခြင်းဖြင့်ထိုသို့လှည့်ဖျားခံရသောသူကသူတဦးအားပစ္စည်းတစ်ခုခုကိုပေးအပ်စေရန်ဖြစ်စေသူတဦးထံတွင်ပစ္စည်းတစ်ခုခုကိုဆက်လက်ထားရှိသည်ကိုသဘောတူစေရန်ဖြစ်စေထိုသို့လှည့်ဖျားခြင်းခံရသောသူအားလိမ်လည်လှည့်ဖျားလိုသောသဘောဖြစ်တော်လဲကောင်းမယိုးမဖြောင့်သောသဘောဖြစ်တော်၎င်းသွေးဆောင်လျင်သို့မဟုတ်သူတဦးအားလှည့်ဖျားခြင်းဖြင့်ထိုသို့လှည့်ဖျားခြင်းခံရသောသူကအကယ်၍လှည့်ဖျားခြင်းမခံရခဲ့သောမိမိပြုမည်မဟုတ်သောသို့မဟုတ်မိမိပြက်ကွက်မည်မဟုတ်သောအရာကိုပြုစေရန်သော၎င်းမပြုဘဲပြက်ကွက်စေရန်သော၎င်းထိုသို့လှည့်ဖျားခြင်းခံရသောသူအားတမင်သွေးဆောင်လျင်ထို့ပြင်ထိုပြုလုပ်မှုကသို့မဟုတ်ထိုပြက်ကွက်မှုကထိုသူ၏ကိုယ်ကိုဖြစ်စေစိတ်ကိုဖြစ်စေဂုဏ်တရေကိုဖြစ်စေပစ္စည်းကိုဖြစ်စေပျက်စီးနစ်နာစေခြင်းတော်၎င်းအန္တရာယ်တော်၎င်းဖြစ်စေလျင်သို့မဟုတ်ထိုသို့ဖြစ်စေတတ်ရလျင်ထိုသူသည်လိမ်လည်သည်မည်၏သူတစ်ပါးအယောင်ဆောင်ပြီးလိမ်နာကလည်းလိမ်လည်မှုမြောက်ပါတယ်ပုံမှန်4-6မှာဒီလိုပြဋ္ဌာန်းထားပါတယ်သူတဦးသည်သူတစ်ပါးအယောင်ဆောင်၍တော်၎င်းတိလျက်နှင့်လူစားထိုး၍တော်၎င်းမိမိသည်သူတစ်ပါးဖြစ်ကြောင်းသို့မဟုတ်သူတဦးသည်ထိုသူအစစ်အမှန်မဟုတ်သောအခြားသူဖြစ်ကြောင်းပြောဆို၍တော်၎င်းလိမ်လည်လျင်ထိုသူသည်သူတစ်ပါးအယောင်ဆောင်၍လိမ်လည်သည်မည်၏အယောင်ဆောင်ခြင်းခံရသူသည်တကယ်ရှိသည်ဖြစ်စေစိတ်ကူး၌သာရှိသည်ဖြစ်စေအယောင်ဆောင်သူမှာဤပြစ်မှုကိုကျူးလွန်ရာရောက်သည်ပုံမှန်4အရမည်သူမဆိုလိမ်လည်မှုကျူးလွန်လျင်ထိုသူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးကိုဖြစ်စေချမှတ်ရမည်ပုံမှန်420အရမည်သူမဆိုလှည့်ဖျားခြင်းခံရသောသူအားတစ်ခုခုသောပစ္စည်းကိုသူတဦးသို့ပေးအပ်စေရန်တော်၎င်းအဖိုးတန်စာတန်းအမှတ်သားအလုံးကိုသို့မဟုတ်တစိမ့်တဒေတာကိုဖြစ်စေလက်မှတ်ရေးထိုးခြင်းတော်၎င်းတစိမ့်ခတ်နှိပ်ခြင်းတော်၎င်းရှိသည်လည်းဖြစ်၍အဖိုးတန်စာတန်းအမှတ်သားဖြစ်သို့ပြောင်းလဲနိုင်သည်လည်းဖြစ်သောအရာအလုံးကိုသို့မဟုတ်တစိမ့်တဒေတာကိုဖြစ်စေပြုစေရန်သို့မဟုတ်ပြင်ဆင်စေရန်သို့မဟုတ်ဖျက်ဆီးစေရန်တော်လဲကောင်းထိုးလှည့်ဖျားခြင်းခံရသူအားလိမ်လည်၍မယိုးမဖြောင့်သောသဘောဖြင့်တွေးဆောင်လျင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ဒီနေရာမှာသတိပြုရမှာကပုံမှန်4-5သည်လိမ်လည်မှုကိုအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်ပြီးပုံမှန်4-9သည်လူ၏ကိုယ်စိတ်ဂုဏ်တရေနှင့်ဆိုင်ပြီးပုံမှန်420သည်ပစ္စည်းနှင့်သာဆိုင်ပါသည်အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ